အားလုံးပဲမင်္ဂလာပါ။ ဆရာတို့ဒီနေ့ writing and naming formulae ဆိုတဲ့ခေါင်းစဉ်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ formula တွေရေးမယ်နာမည်ပေးမယ်ဒီမှာ chemistry formula တွေကိုဘယ်လိုခေါ်မလဲเนาะဘယ်လိုနာမည်ပေးမလဲပေါ့နော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒါတွေကိုမပြောခင်အရင်ဆုံးမသိဖို့လို့လဲဆိုရင် combining capacity of valence ဆိုတာကိုသိဖို့လိုတယ်။အဲ့ဒါရှေ့မှာလည်းသင်ပြီးသား combining capacity ဆိုတာပေါင်းစည်းကိန်းเนาะဒီ electron ပြန်မဆုံးပတ်လမ်းမှာရှိတဲ့ electron တွေပြောတာเนาะအဲ့တော့different atom တွေမှာ have different combining capacity အဲ့တော့ different atom မျိုးမျိုးမှာ combining capacity တွေမျိုးမျိုးရှိကြတယ်ဥပမာဆိုရင် NaCl เนาะအဲဒါဆိုရင် NaCl မှာဆိုရင် sodium မှာ combining capacity 1ရှိတယ် CaCl2 မှာဆိုရင် calcium က combining capacity 2ရှိတယ် AlCN3 မှာဆိုရင်aluminum က combining capacity 3ရှိတယ်เนาะအဲ့တော့သူက3ရှိလို့ CN 3လုံးနဲ့ပေါင်းတယ်ဒီမှာ2ရှိလို့ CN 2လုံးနဲ့ပေါင်းတယ်1ရှိလို့ဒီမှာ1လုံးနဲ့ပေါင်းတယ်เนาะအဲ့တော့ combining capacity တွေမှာ2မျိုးထပ်ပြီးတော့မှခွဲပြန်တယ်အဲ့တော့တစ်မျိုးကကြတော့ fixed combining capacity ဖြစ်တယ် fixed ဆိုတာကြကျတော့ကိန်းတွေပေါ့နော်တစ်ခုတည်းရှိတာကိုပြောတာပါ variable ကကြတော့သူက2မျိုး3မျိုးရှိနေနိုင်တာကိုပြောတာအဲ့တော့ fixed combining capacity တွေရှိတယ်လို့ variable combining capacity တွေလည်းရှိပါတယ်အဲ့တော့ fixed combining capacity ကဥပမာဆို example if an area with other elements to form compound အနေဒီတခြား element တွေနဲ့ compound လုပ်ဖို့တက်ပြုတော့မယ်ဆိုလို့ရှိရင်တဲ့သူကဘာကိုပြလဲဆိုရင် electropositive character ကိုပြတယ်ပြီးလို့ရှိရင် constant combining capacity 1ရှိတယ်အဲ့ဒါကြောင့်မို့လို့ NAD +1 ဆိုတဲ့ non combining capacity ရှိတယ်နောက်တစ်ခု variable combining capacity ကိုပြောမယ်ဆိုရင်ဥပမာအနေနဲ့เนาะ CuCl နဲ့ဒီမှာ CuCl2 ဒီ compound နှစ်ခုမှာဆိုရင်ဒီမှာဒီဘက်က compound ရဲ့ copper ရဲ့ combining capacity က1ဖြစ်ပြီးတော့ဒီဘက်က copper ရဲ့ဒီဘက်က compound မှာရှိတဲ့ copper ရဲ့ combining capacity က copper 2ရှိပါတယ်เนาะအဲ့တော့ဒီဘက်မှာကျတော့ copper က +2 ဖြစ်ပြီးတော့မှဒီဘက်က compound လေးမှာ +1 ဖြစ်နေအောင်တွေ့ရတယ်အဲ့လိုမျိုးပေါ့နော်နှစ်မျိုးသုံးမျိုးရှိတာပြောတာ FeCl2 ကကျတော့ iron 2 chloride ဒီမှာ FeCl3 က iron 3 chloride အဲ့တော့ဒီဘက်က compound လေးမှာ Fe ဒီ +2 ရှိပြီးတော့မှဒီဘက်က compound လေးမှာကျတော့ +3 ရှိတယ် mercury oxide နဲ့ mercury 2 oxide မှာလည်းအဲ့လိုပဲနောက်တစ်ခုအနေနဲ့ကကြတော့ oxidation နဲ့မှာမြန်မာလို့ဆိုလို့ရှိရင်ဓာတ်တိုးကိန်းเนาะဓာတ်တိုးကိန်းကကြတော့ describe ဖော်ပြတယ် combining capacity positive and negative oxidation နဲ့အဲ့တော့ဒီနေရာမှာ combining capacity ကိုဖော်ပြတဲ့ကိန်းကို oxidation number လို့လည်းခေါ်ပါသေးတယ်အဲ့တော့ဒါပေမဲ့ oxidation number နဲ့ combining capacity နဲ့တူလားဆိုတော့မတူဘူးเนาะအဲ့တော့ combining capacity တွေကို positive character တွေ negative character တွေနဲ့ဖော်ပြတဲ့ဟာကို oxidation number လို့ခေါ်တယ်နော်ဥပမာဆိုရင် metal နဲ့ non-metal နဲ့ပေါင်းမယ်ဆိုရင် metal ဒီ positive character ကိုပြပြီးတော့ non-metal တွေက negative character ကိုပြတယ်ဥပမာဆိုရင် NaCl မှာဆိုရင် Na က +1 ကိုပြပြီးတော့မှ chlorine တွေဒီ -1 ကိုပြတယ်ဒါတွေကို oxidation number လို့ခေါ်တယ်နောက်တစ်ခုက non-metal နဲ့ non-metal နဲ့ပေါင်းတော့မယ်ဆိုရင် positive ပို့ပြီးတော့မှဖြစ်တဲ့ element ပေါ့နော်အဲ့ဒီ element တွေက positive ကိုပြပြီးတော့မှတခြား element တစ်ခုက negative ကိုပြတယ်။နော်ဥပမာဆိုရင် HCl မှာဆိုရင် hydrogen က plus နော် positive element ဖြစ်တဲ့အတွက် +1 ဆိုတဲ့နော်ဒီ positive nature ကိုပြပြီးတော့မှ chlorine ကကျတော့ -1 ဆိုတဲ့negative ကိုပြတယ်ပေါ့နော်အဲ့ဒါတွေကို oxidation number တွေလို့ခေါ်တယ်အဲ့တော့ combining capacity နဲ့ oxidation number နဲ့ကတူလားဆိုတော့မတူပါဘူးဒါပေမဲ့သူတို့ဒီအဲ့ဒီ combining capacity ကပဲဖြစ်လာ related ပေါ့နော်ဆက်ဆက်နေရပေါ့နော်ဒါပေမဲ့တစ်ထပ်သေးတော့မကြဘူးเนาะဒီမှာဒါကတော့ combining capacity and common oxidation number of some element ဆိုပြီးတော့မှ sodium က +1 ရှိတယ်သူရဲ့ combining capacity က1ဆိုတဲ့အတွက် simple weight number oxidation number ဆိုရင် +1 potassium ကကြတော့သူရဲ့ oxidation number ကcombining capacity က1အဲဆိုရင် K +1 เนาะပြီးလို့ရှိရင် calcium ကသူရဲ့ combining capacity က2ဒီမှာဒါဆိုလို့ရှိရင်တစ်ခုလေးတွေပဲရှိရပေါ့ကွာအဲ့ဒါဆိုရင်သူတို့ကိုဘာလို့ခေါ်လဲ fixed combining capacity ရှိရတဲ့သူတို့မှလည်းပဲ fixed oxidation number တွေရှိရဒီမှာကျတော့ manganese မှာကျတော့ Mn မှာ combining capacity က2လည်းဖြစ်နိုင်တယ်4 7ဒီ3မျိုးဖြစ်နေတဲ့အတွက် oxidation number ကလည်း +2 +4 +7ဆိုပြီးတော့မှ3မျိုးရှိတာကိုတွေ့ရတယ်เนาะဒါတစ်မျိုးထပ်ပို့ပြီးရှိရပါတော့ဒါတွေဆိုလို့ရှိရင်ဘာလို့ခေါ်လဲ variable oxidation number တွေလို့ခေါ်မှာပါเนาะဒီမှာဆိုတစ်ခုလေးရှိရသူတွေဆိုရင် fixed oxidation number ရှိရ element တွေလို့ပြောတယ်
oxidation number ကိုမကြက်ရဘဲနဲ့လို့မကြက်ဘဲနဲ့ရတဲ့နည်းလေးပေါ့နော် oxidation number တွေကဘာဖြစ်လို့အရေးကြီးရလဲဆိုလို့ရှိရင်ခြေတို့ကနော်ဒီ element တွေပေါင်းစည်းတဲ့အခါမှာCuCl ရှိတယ်လို့နော် CuCl2 လည်းရှိတယ်အဲ့ဒါတွေကနော်ဘယ်နှလုံးနဲ့ပေါင်းမှလဲပေါ့နော်အဲ့ဒီလိုမျိုးအရေးအတွက်ဒီ formula တွေပေါ်ဖို့ဆိုလို့ရှိရင်ကလေးတို့အနေနဲ့ဟောဒီ oxidation number သိဖို့လို့နော်အဲ့တော့ formula တွေရေးမယ်compound naming နာမည်တွေပေးမယ်ပေါ့နော် formula တွေရေးမယ်နာမည်တွေပေးမယ်ဆိုရင်ခြေတို့ကဗာလေးနဲ့အလုပ်လုပ်သွားမှာလဲဆိုလို့ရှိရင် oxidation number လေးတွေနဲ့အလုပ်လုပ်သွားမှာဖြစ်တယ်နော်ဥပမာဆိုရင် element by itself ဆိုတာဗာလဲပြော free state တွေပြောပါနော် element by itself ဆိုတာဥပမာဆိုရင်ဘယ်သူနဲ့မှမပေါင်းတာပေါ့ပြောရမယ်ဆိုရင် Cl2 တို့ Mg တို့ Br2 တို့နော်အဲ့ဒါတွေဆိုလို့ရှိရင်သူတို့ဒီဘယ်နှလုံးပဲရှိပေါ့နော်ဒီ molecule လေးထဲမှာ chlorine တွေပဲရှိနေတယ်ဒီမှာဆိုလဲMg ပဲရှိနေတယ် Br ပဲရှိနေတယ် O ပဲရှိတယ်တခြား element တွေနဲ့ပေါင်းဆက်ခြင်းမရှိတဲ့သူတွေကို oxidation number 0လို့သတ်မှတ်ပါတယ်နော် element မှာ accept ဆိုတာအဲ့ဒါကိုပြောတာပါအဲ့တော့ဘယ်သူနဲ့မှပေါင်းဆက်ခြင်းမရှိတဲ့ဒီ element လေးတွေကိုဘာလို့ခေါ်လဲ oxidation number 0လို့သတ်မှတ်တယ်နော်အဲ့တော့သူတို့ရဲ့ oxidation number က0ပေါ့ဥပမာဆိုရင် acid ဆိုလို့ရှိရင်လည်းပဲဒီမှာဘယ်နှလုံးမှရှိသူရဲ့ oxidation number က0အဲ့နောက်ထပ်တစ်မျိုးကကြတော့သူကဘာလဲဆိုလို့ရှိရင် monoatomic ion တွေမှာ ion charge ပေါ့နော်ဥပမာဆိုလို့ရှိရင်ဘယ်လိုမလဲဆိုရင် K+ တို့နော်ဒါမှမဟုတ်ရင်သူတို့ရဲ့အပေါ်မှာ charge လေးတွေဖြစ်နေတာ Mg2+ တို့ N3- တို့ဥမာ Fe3+ တို့နော်အဲ့ဒီလိုမျိုးဒီပေါ်မှာပေါ့နော် ion လေးတွေဖြစ်ပေါ်နေတယ်သူလို့ရှိရင်သူတို့ရဲ့ဒီပေါ်မှာရှိတဲ့ဟာလေးတွေအဲ့ဒါ oxidation number သူဆိုလို့ရှိရင် K ဆိုရင် plus ဆိုလို့ရှိရင်သူ့ရဲ့ oxidation number က +1 နော် Mg2+ ဆိုရင်သူ့ရဲ့ oxidation number က +2 N3- ဆိုရင်သူ့ရဲ့ oxidation number က -3 Fe3+ ဆိုရင်သူ့ရဲ့ oxidation number က -3 ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ဒီနှစ်ခုကရှင်းတယ်ဒီမှာ free state ဆိုလို့ရှိရင်လည်းပဲသူရဲ့ element by itself ပေါ့နော်သူတအိုးတည်းရှိနေရဲ့ဘယ် element နဲ့မှမပေါင်းရင် oxidation number 0အဲ့လိုမဟုတ်ဘဲနဲ့ ion တွေဖြစ်နေရဆိုလို့ရှိရင်သူတို့ရဲ့ ion charge တွေက oxidation number တွေဖြစ်တယ်နောက် hydrogen အကြောင်းကိုပြော hydrogen က non-metal နဲ့ပေါင်းမယ်ဆိုလို့ရှိရင်အဲ့တော့ခြေတို့ကနော် metal လား non-metal လားဆိုတာကိုခွဲသိဖို့လိုတယ်နော်ခြေရှိမှအဲ့ဒါကြောင့်မို့ရေးကြည့်လို့ metal non-metal ခွဲတဲ့ဇာတ်ကိုတခါတည်းအရင်ဆုံးပေးထားတာပေါ့နော်အဲ့တော့ဒီ chemistry သင်တော့မယ်ဆို metal non-metal မခွဲတဲ့ဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒီမှာ metal လား non-metal လားခွဲမယ်ဟိုက်ဒရိုဂျင်ဒီမက်တယ်နဲ့ပေါင်းနေဆိုလို့ရှိရင်သူကဘာလဲလဲ +1 quantity ကိုပြတကယ်လို့ဟိုက်ဒရိုဂျင်ကနံမက်တင်နဲ့ပေါင်းမယ်ဆိုရင် +1 ဟိုက်ဒရိုဂျင်ကနံမက်တင်နဲ့ပေါင်းမယ်ဆိုသူ့ရဲ့ oxidation number က +1 ဖြစ်တယ်မက်တယ်နဲ့ပေါင်းမယ်ဆိုလို့ရှိရင်ကျတော့သူ့ရဲ့ oxidation number က -1 ဖြစ်တယ်နော်မက်တယ်တွေနဲ့ပေါင်းတဲ့အခြေအနေကတော့တော်တော်လေးရှားပါတယ်နော်ဟိုက်ဒရိုဂျင်ကများသောအားဖြင့်နံပါတ်တွေနဲ့ပေါင်းမှများတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကအောက်ဆီဂျင်အကြောင်းပြောအောက်ဆီဂျင်ကနော်များသောအားဖြင့်တော့နော်တော်တော်များများမှာ -2 ဖြစ်လေရှိတယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ဘယ်ထဲမှာလဲဆိုရင် peroxide တွေထဲမှာ peroxide ဆိုတာကကြတော့အောက်ဆီဂျင်လုံးပါတဲ့ကောင်တွေပေါ့နော်ဥပမာဆိုရင် H2O2 တို့ N2O2 တို့နော်အဲ့ဒီလိုမျိုးဒီ hydrogen peroxide nitrogen peroxide အဲ့ဒီလို peroxide တွေထဲမှာဆိုရင်တော့သူကဘာကိုပြလဲ -1 သူရဲ့ oxidation အဲ့တော့ခြေတို့ကဘာမဆိုဒီကြက်စရာမလိုဘူးပေါ့နော်ခြေတို့ကဒီမှာဒီလိုလေးရှိနေဆိုရင် free state ဆိုရင်0နောက်တစ်ခုက ion လေးတွေဆိုရင်သူတို့ရဲ့ ion လေးရဲ့ oxidation number hydrogen ကနံပါတ်1နဲ့ဆို +1 နော် metal နဲ့ဆိုရင် -1 oxygen က usually များသောအားဖြင့် -2 ဖြစ်တယ်ဒါပေမဲ့နော်ချွင်းချက်အနေနဲ့ peroxide တွေထဲမှာဆိုရင် -1နောက်ထပ်တစ်ခုက periodic table ကြီးမှာနော် group 1 element နေဆိုလို့ရှိရင် group 1 element တွေကအဲ့ဒါအမြဲတမ်း +1 ရှိတယ်နော်မှတ်ထားမယ် group 1ဆိုရင် +1 ပဲ group 2ဆိုလို့ရှိရင် +2 အဲ့လိုလေးမှတ်ထားပြီးလို့ရှိရင် halogen တွေနော်ဒီနောက်မှာခြေတို့နေမယ် halogen တွေက group 7A ပါအဲ့ဒါတွေကများသောအားဖြင့် -1 ဖြစ်တယ်နော် fluorine chlorine bromine iodine အဲ့ဒီသူတို့တွေဒီအမြဲတမ်း -1 ဖြစ်မယ်ဒါပေမဲ့နော် F တစ်ခုပေါ့နော် F ကအမြဲတမ်း -1 ဖြစ်ပြီးတော့ကျန်တဲ့ halogen လေးတွေကတော့မလုပ်နိုင်လဲပြောင်းလဲနိုင်တယ်နော်အဲ့တော့သူက halogen တွေဒီနော် usually -1 ဖြစ်တယ် F ကတော့အမြဲတမ်း
minus 1ပေါ့နော်အဲ့ကျန်တဲ့ဟာတွေကပြောင်းလဲနိုင်တယ်အဲ့တော့ oxygen နဲ့တွေ့ရင်သူတို့က plus positive of 30ကိုပြတယ်နော်အဲ့ဒါလေးတွေမှတ်ထားရင်အဲ့တော့ခြေတို့ကအဲ့ဆိုရင်အဲ့ဒီဟာလေးရပြီဆိုတော့ oxidation number တွက်မယ်ပေါ့နော်တွက်မယ်ဆိုရင်ခြေလွယ်ဆုံးကိုအရင်လုပ်ပြမယ် HCl ထားပါအဲ့ဆိုရင်သူတို့ရဲ့ဒီပေါ်မှာ charge တွေပါလားion တွေမဖြစ်နေဘူး charge တွေပါမနေဘူးဆိုရင် neutral compound လို့ခေါ်တယ်အဲ့လို neutral compound ဆိုရင်သူတို့ရဲ့ဟောဒီအပေါ်မှာရှိတဲ့ oxidation number လေး hydrogen ရဲ့ oxidation number ရဲ့နော် chlorine ရဲ့ oxidation number ရဲ့ပေါင်းလိုက်လို့ရှိရင်0ဖြစ်ရမယ်အဲ့ဆိုရင်ခြေတို့က H ရဲ့ Cl ရဲ့မှာခြေတို့ဒီမှာ always ဖြစ်တာပေါ့နော် always ဖြစ်တဲ့သူက chlorine ဒီအမြဲတမ်းပါဖြစ်နေမှာလဲ -1 အဲ့ဆိုရင် hydrogen က +1 သူတို့ဒီပေါင်းလိုက်လို့ရှိရင်ဘာဖြစ်သွားမှာလဲ0ဖြစ်သွားနော်အဲ့တော့နောက်ထပ်တစ်ခုကဒီလိုပေါ်မှာပေါ့နော်သူတို့ဒီအပေါ်လေးမှာ ion တွေဖြစ်ပေါ်မနေဆိုရင်0ဖြစ်မယ်တကယ်လို့အကယ်၍မြတ်ပေါ့နော်ဥပမာဆိုရင် ClO3 minus ဆိုရင်ဒီမှာ minus မှာထားပါအဲ့ဆိုရင်သူတို့တွေရဲ့เนาะဒီမှာ ion ပါနေရဆိုရင်သူတို့ရဲ့ Cl ရဲ့ O ရဲ့ oxidation number တွေပေါင်းလိုက်လို့ရှိရင်ဘာဖြစ်ရမှာလဲ -1 ဖြစ်ရနော်အဲ့ဒါကိုပြောတာ sum of oxidation numbers for a polyatomic ion is ion charge ဆိုအဲ့ဒါကိုပြောတာဥပမာဆိုရင် Cl- ဆိုရင်သူ့ရဲ့ oxidation number ဒီ -1 ဖြစ်တယ်လို့ပြောတယ်လေအဲ့ဒါဆိုရင်ဒီမှာ MnO4- ဆိုရင်လည်းပဲသူတို့ရဲ့ Mn ရဲ့ O ရဲ့ oxidation number နှစ်ခုပေါင်းခြင်းကဘယ်လောက်ဖြစ်ရမှာလဲ -1 ဖြစ်ရမယ်နော်အဲ့လိုပြောတာ S2O6 2- ဒီလို compound မျိုးဆိုရင်အဲ့ဆိုလို့ရှိရင်သူတို့ရဲ့ S2 ရဲ့ S ရဲ့ sulfur ရဲ့ oxidation number ရဲ့ oxygen ရဲ့ oxidation number နှစ်ခုပေါင်းလိုက်ရင်ဘယ်လောက်ရမှာလဲ-2ရနော်ဒီမှာ N2O ထားပါN2O တက်မယ်ဆိုရင်ခြေတို့ဒီမှာ nitrogen ရဲ့ oxidation number ခြေတို့သိလားသိစရာမလိုဘူးဒီမှာဒီထဲမှာပါတဲ့ fix ဖြစ်တဲ့ဟာလေးတွေကိုပဲမှတ်ထားရအောင်ခြေတို့ဒီမှာ N နဲ့ O နဲ့မှာဘယ်သူရဲ့ဟာကိုသိရအောင်အောက်ဆီဂျင်ဒီဘယ်နေရာမှာမဆို -2 ပါရောက်ဆိုင်ထဲမှာ-1ဖြစ်မှာလေအဲ့တော့ဒီမှာအောက်ဆီဂျင်ဒီ-2ဖြစ်တယ်အဲ့တော့သူတို့ရဲ့အပေါ်မှာ ion charge မပါတဲ့အတွက်သူတို့ oxidation number ပေါင်းခြင်းက0ဖြစ်ရမှာနော်အဲ့တော့ oxygen က-2ဖြစ်တဲ့အတွက်ဒီဘက်က nitrogen ဒီဘာဖြစ်ရမှာလဲ +2 ဖြစ်ရမှာအဲ့ဒါမှသူတို့နှစ်ခုခြေပြီးတော့မှ0ရမှာဒါပေမဲ့ဒီမှာ nitrogen ကိုကြည့်လိုက်တော့ nitrogen နှလုံးပေါင်းကိုသူက +2 ဖြစ်နေတဲ့အတွက် nitrogen တစ်လုံးစီဘယ်လောက်စီသွားကြမှာလဲနှစ်ကိုနဲ့ဆက်လိုက်တော့ +1 သွားကြတယ်အဲ့ဆိုရင် N2O မှာဆိုရင် nitrogen ရဲ့ oxidation number က +1နော်သူကတစ်လုံးချင်းစီပြန်တွက်မှာနော်အဲ့တော့နောက်ထပ်တစ်ပုဒ်တွက်ပြမယ်ဒီမှာ NO မှာကြတော့နော် NO မှာကြတော့ အောက်ဆီဂျင်ကသူတို့ရဲ့အပေါ်မှာဘာမှမပါဘူး charge မပါတဲ့အတွက်သူတို့နှစ်ခုရဲ့ N ရဲ့ oxidation number nitrogen ရဲ့ oxidation number ရဲ့ oxygen ရဲ့ oxidation number ပေါင်းလိုက်လို့ရှိရင်ဘာရမှာလဲ0ရအဲ့ကကြတော့ nitrogen ကမသိဘူးထားလိုက်တော့ oxygen က-2သိတယ်အဲ့ဆိုရင်0ဖြစ်ဖို့ဆိုရင် nitrogen ကဘာဖြစ်ရမှာလဲ +2ဒီမှာ nitrogen တစ်လုံးပဲဖြစ်တဲ့အတွက်သူကဒီဘာမှလုပ်စရာမလိုတဲ့အတွက်ဒီ NO compound ထဲမှာကြတော့ nitrogen ရဲ့ oxidation number က +2 ဖြစ်ပြီးတော့ oxygen ရဲ့ oxidation number က-2ဖြစ်တယ်နော်နောက်ထပ်တစ်ခုကျတော့ MgO လေးတွက်ကြည့်အောင် MgO ဆိုရင်ဒီမှာ oxygen က-2အဲဆိုရင် automatic Mg က +2 ဖြစ်မယ်ဘာလို့တော့ဒီဘက်မှာဘာမှမရှိရတဲ့သူတို့နှစ်ခုဒီ0ဖြစ်ရနော်နောက်တော့တစ်ခု FeCl2 တွက်ကြည့်မယ်အဲ့တော့ဒီမှာ Fe ကိုခြေတို့ဒီဇာကွက်ထဲမှာသိတာရှိလားမရှိဘူးအဲ့တော့ခြေတို့သိတာက group 1သိတယ် group 2 group 7သိမယ် hydrogen oxygen ပြီးလို့ရှိရင်halogen တွေသိမယ်အဲ့တော့ဒီမှာ Cl2 ဆိုဘယ်ထဲမှာပါလဲ halogen ထဲမှာပါတယ် halogen ဒီဘာဖြစ်မှာလဲ-1အဲ့ဆိုဒီမှာ halogen chlorine က-1ဟုတ်တယ်ဒါပေမဲ့သူတို့နှစ်ခုဒီ Fe ရဲ့ oxidation number နဲ့ chlorine ရဲ့ oxidation number ပေါင်းရင်ဘာရမှာလဲ0အဲ့တော့ဒီမှာ chlorine က2လုံး chlorine တစ်လုံးကို-1ရှိတယ် chlorine 2လုံးဆိုတော့ဘာဖြစ်မှာလဲ-2အဲ့ဆိုဒီဘက်မှာလည်းပဲဘာဖြစ်ရမှာလဲ+2ဖြစ်မှာသူတို့နှစ်ခုကြည့်ပြီးတော့မှခြေတို့က0ဖြစ်မှာchlorine က-1ဆိုဒီမှာ-1ဒီမှာ +1အဲ့လိုလုပ်လို့မရ chlorine ကဘယ်နှလုံးလဲ2လုံးနော်အဲ့ဆိုရင် FeCl2 ထဲမှာ flow ဒီ ion ရဲ့ oxidation number ကဘယ်လောက်လဲ +2နော်
အဲ့တော့နောက်ထပ် FeCl3 ထဲမှာကြတော့နော်တွက်ကြည့်မယ်အဲ့ဆို chlorine ကဒီမှာသူတို့ပေါ်မှာ ion ရှိလားမရှိတဲ့အတွက်သူတို့ရဲ့ပေါင်းခြင်းက0ဖြစ်ရမယ်အဲ့ဆိုရင် chlorine 3လုံးဆိုတဲ့အတွက် -3 အဲ့တော့ -3ဆိုတော့ဟိုဘက်မှာဗာဖြစ်ရမှာလဲ +3အဲ့ဆိုလို့ရှိရင်FeCl2 ထဲမှာ ion ရဲ့ Fe ရဲ့ oxidation number က+2ဖြစ်ပြီးတော့ FeCl3 ထဲမှာကြတော့ ion ရဲ့ oxidation number က+3ဖြစ်တယ်နော်အဲ့တော့နောက်တော့ပေါ့ ZnH2 ချေတို့ Zn သိလားမသိဘူးเนาะဒီထက်မှာချေတို့မှတ်ထားတဲ့ထဲမှာ Zn မပါဘူးဘယ်သူပဲပါလဲ hydrogen ကပါလဲ +1ဒါပေမဲ့အဲ့တော့သူတို့ကိုကြည့်လိုက်တော့ neutral ဖြစ်နေတယ် neutral compound တွေဆိုရင် oxidation number ပေါင်းလက်က0ဖြစ်အောင် hydrogen ကတစ်လုံးကို +1 ဆိုတဲ့အတွက်နှလုံးဆိုတဲ့အတွက်နှစ်နဲ့မြောက်တော့သူက +2 ဖြစ်သွားတယ်အဲ့ဆိုဒီဘက်မှာဘယ်လောက်ဖြစ်ရမှာလဲ -2 ဖြစ်ရမှာအဲ့ကျမှကြည့်မှာဟုတ်အဲ့ဆိုရင် Zn ရဲ့ oxidation number က-2နော်အဲ့တော့ဒီမှာဒီညံစမ်းလေးတွေကိုဖြည့်ကြည့်မယ် element not combined with other ဆိုရင်တခြားလူနဲ့မပေါင်းရင်သူရဲ့ oxidation number က0ပါအဲ့တော့ oxygen in compound ဆိုရင် oxygen တွေက compound တွေထဲမှာဆိုရင် -2 နော်ပြီးတော့ chlorine in Cl- အဲ့ဆိုရင် Cl- ထဲမှာဆိုရင် Cl ရဲ့ oxidation number က-1 Mn in MnO4- အဲ့ဆိုရင် MnO4- တွက်ကြည့်မယ် MnO4- အဲ့ဆိုရင်ခြေလို့ကြည့်လိုက်ဒီမှာသူတို့နှစ်ဒီ Mn နဲ့ O ရဲ့ oxidation number နှစ်ခုပေါင်းခြင်းဒီဘယ်လောက်ရမှာဒီမှာ minus ဆိုတဲ့အတွက် -1 ဖြစ်ရမယ်နော်အဲ့တော့ oxygen ကတစ်လုံးကို -2 ရှိတယ်ဒီမှာ၄လုံးဆိုတဲ့အတွက်သူ့ဘက်မှာ -8 ဖြစ်သွားပြီအဲ့တော့ဒီမှာ -1 ဖြစ်ဖို့ဆိုရင်ဒီဘက်မှာဘာရမှာလဲ-+7 ရအဲ့ဒါမှာ-8ထဲက+7ကိုနှုတ်မှာ-1ရမယ်နော်အဲ့တော့ဒီမှာ-1ရဖို့ဆိုရင် Mn ဒီ oxidation ထဲမှာဘယ်လောက်ဖြစ်ပြရမှာလဲ+7ဖြစ်ပြရဒါပေမဲ့ဒီမှာ Mn ဒီတစ်လုံးနဲ့ဆိုတော့ပြန်ခွဲစရာလိုလားမလိုတော့ဘူး+7ပဲနော်အဲ့တော့ MnO4 in ဆိုရင်+7အဲ့တော့တကူ SO42 မှာ S ရဲ့ oxidation number အဲ့တော့ SO42 ဆိုတော့သူတို့နှစ်ခုရဲ့ oxidation number ပေါင်းရင်ဘယ်လောက်ရမှာလဲ-2ရနော်-2ရအဲ့တော့-2ရမှာဖြစ်တဲ့အတွက် oxygen ဒီ -2 ၄လုံးဆိုတဲ့အတွက်-8ဒီဘက်မှာ-2ရခြင်းတော့ဒီဘက်မှာဘယ်လောက်ဖြစ်မှရမှာလဲ+6ဖြစ်မှရမယ်အဲဆိုရင် sulfur ရဲ့ oxidation number ဒီ+6နော်နိုက်ထရိုဂျင်ရဲ့ ammonia အဲဆိုရင် NH3 ammonia ဆိုတာ NH3 တဲ့ကနိုက်ထရိုဂျင်ကိုတွက်ကြည့်နိုက်ထရိုဂျင်က3လုံးဆိုတဲ့အတွက်ဒီမှာသူတို့ဒီneutral compound ဖြစ်တယ် neutral compound ဖြစ်တဲ့အတွက်သူတို့နှစ်ခုပေါင်းခြင်းက0ရအဲ့တော့ hydrogen က+1 -1 sorry ဟိုက်ဒရိုဂျင်ကနော်ဟိုက်ဒရိုဂျင်ကဒီမှာကြည့်မတည်နေဆိုရင်သူကဘာကောင်တက်တည်တော့နာမည်တည်နေဆို plus ဖြစ်မှာနော်အဲဒီမှာဟိုက်ဒရိုဂျင်က+1အဲ့တော့3လုံးဆိုတော့+3နော်အဲ့ဒီမှာ0ဖြစ်ဖို့ဆိုရင်ဒီဘက်မှာ-3အဲ့ဆိုနိုက်ထရိုဂျင်က-3နော်အဲ့ဒါက chlorine in ClO3 minus အဲ့တော့ ClO3 minus အဲ့ဆိုဒီမှာသူတို့ဒီion ဖြစ်တဲ့အတွက်ဒီသူတို့တဲ့ Cl နဲ့ oxygen ရဲ့ oxidation number တွေပေါင်းရင်-1ရဒီကကြတော့O က-2ဆိုတော့-6ဒီဘက်မှာကြတော့-1ရခြင်းတဲ့အတွက်+5ရCR2O7 2 minus နော်ကဲဒီပုစာလေးတွေ့မယ်ဆိုရင်ဒီသူက ion ဖြစ်တဲ့အတွက်-2ဆိုတဲ့အတွက်သူတို့နှစ်ခုရဲ့ oxidation number ပေါင်းလို့ရှင်ဘာရမှာလဲ-2ရမှာနော်အဲ့တော့ oxygen ကတစ်လုံးကို-2 9လုံးဆိုတော့ဒီ9လေး9မြောက်တော့14 -14ဒီဘက်မှာ-2ရမှာဆိုတော့ဒီဘက်မှာဘာဖြစ်ရမှာလဲ+12ဖြစ်ရမှာနော်ဒါမှနှုတ်လိုက်နေနှုတ်နေရအဲ့တော့ဒါပေမဲ့ဒီမှာ +12 ဒီ CR နှလုံးစာဖြစ်တယ်အဲ့တော့ PR တစ်လုံးစာကိုလိုချင်ရင်ဘာနဲ့စပေးရမှာလဲ
2နဲ့ပြန်စားတဲ့အတွက် plus 6 သူ့ရဲ့ oxidation number က plus 6